အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့လေ့လာသွားမှာကတော့ LLM ကိုသုံးပြီးတော့ AI agent တွေဘယ်လို build လုပ်မလဲဆိုတာကိုလေ့လာကြည့်တော့မှာဖြစ်ပါတယ်ကျွန်တော်ဒီ LLM ကို base ထားတဲ့ AI ကိုတော့ generative AI လို့ခေါ်တယ်ပေါ့နော်ခုလက်ရှိမှာဆိုတော့ generative AI ကိုလူတိုင်းဒီပါသုံးနေဖြစ်တယ်ဥပမာအဖြစ် ChatGPT တို့ Google Gemini တို့ DeepSeek တို့ပေါ့နော်သုံးရလဲတော်တော်လေးကိုလွယ်တယ်ကိုသိချင်တဲ့အကြောင်းအရာကို prompt နဲ့ရိုက်ပြီးမေးလိုက်မယ်ဆိုရင်သူအတိုင်းအတာတစ်ခုထိမှန်တဲ့ output ကိုကျွန်တော်ဒီ generate လုပ်ပေးနိုင်တယ်ပေါ့နော်ဖြည့်ပေးနိုင်တယ်ပေါ့ခုနောက်ပိုင်းဆိုရင်ကျွန်တော်ဒီမြန်မာလိုလည်းနားလည်လာပြီဆိုတော့မြန်မာလိုမေးတဲ့မေးခွန်းတွေကိုလည်းသူကနားလည်တယ်ပြီးရင်ကျွန်တော်ဒီမြန်မာလိုလည်းပြန်ပြီးတော့မှဖြည့်ပေးနိုင်တယ်ပေါ့နော်အဲဒီကျွန်တော် developer ဆိုရင်လည်း programming နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပေးမယ်ဆိုရင်သူက code တွေ generate လုပ်ပေးနိုင်တယ်ဒါပေမဲ့ကျွန်တော်ဒီ developer တွေကတော့မြန်မာလိုတော့တောင်းမပေးသေးဘူးပေါ့နော်ကျွန်တော်ဒီ developer တို့ programming နဲ့သက်ဆိုင်တဲ့ဟာတို့နောက်တစ်ခါ engineer နဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေဆိုရင်တော့အင်္ဂလိပ်လိုမေးမှာပဲပို့ပြီးတော့မှမှန်ကန်တဲ့အဖြေရနိုင်တယ်ပေါ့နော်Okay ကျွန်တော်ဒီ generative AI က test ပေါ့နော်ကျွန်တော်ဒီ server ပဲထုတ်ပေးနိုင်လားဆိုတော့မဟုတ်ဘူးကျွန်တော်တခြားကျွန်တော် digital format တွေဖြစ်တဲ့ image တို့ audio တို့ video တို့ပြီးတခြား format တွေလည်းကျွန်တော်ဒီ generate လုပ်ပေးနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ဒီ generative AI ကိုကောင်းအောင်သုံးနိုင်မယ်ဆိုရင်တော့ကျွန်တော်ဒီ user တယောက်အနေနဲ့ဆိုရင်ကိုယ်နဲ့သက်ဆိုင်တဲ့ level မှာလည်း knowledge ရှိမယ်ပြီးရင်ကျွန်တော်ဒီ prompt တွေလည်းကောင်းအောင်ရေးနိုင်မယ်ဆိုရင်တော့တော်လေးကိုအထောက်အကူဖြစ်မယ်ပေါ့နော်။ Okay အဲ့ဒါတော့ကျွန်တော်ဒီ user level အနေနဲ့ပေါ့နော်။ Okay အဲ့ဒါဆိုကျွန်တော်ဒီ developer အနေနဲ့ဆိုရင်ရောဒီ LLM ရဲ့ power ကိုသုံးပြီးတော့ကို application မှာရှိတဲ့ tool တွေ function တွေနောက်တစ်ခါ database တွေနဲ့ချိတ်ဆက်ပြီးတော့ agent တစ်ခုပေါ့နော်ဘယ်လို create လုပ်မလဲဆိုတာကိုကျွန်တော်ဒီနေ့လေ့လာကြည့်တော့မှာဖြစ်ပါတယ်။ Okay အဲ့ဒါဆိုကျွန်တော်ဒီ agent တစ်ခု create လုပ်မယ်ဆိုတော့အရင်ဆုံးကျွန်တော်ဒီ LLM နဲ့ပတ်သက်တဲ့အကြံပြင်းပေါ့နော်ပြီးရင်ကျွန်တော်ဒီ generative AI ဆိုတာပါလဲပေါ့နော်ပြီးရင်ကျွန်တော်ဒီ agent တစ်ခုဖြစ်ဖို့အတွက်ဒီစောက်ဖို့လို့အဓိကလိုအပ်တဲ့ဒီ tool calling တို့ RAG တို့အကြောင်းကိုကျွန်တော်ဒီနေ့လေ့လာကြည့်တော့မှာဖြစ်ပါတယ်။ပြီးရင်ကျွန်တော်ဒီ mobile developer တွေဆိုတော့ cloud မှာမဟုတ်ဘဲနဲ့ဒီ mobile မှာပဲ mobile device မှာပဲ run လုပ်ရတဲ့ small model ပေါ့နော် live model တွေတို့နောက်တစ်ခါကျွန်တော်ဒီ agent တစ်ခုပေးဖို့ဆိုရင်လိုအပ်တဲ့ကျွန်တော်ဒီ framework တွေအကြောင်းပေါ့နော်အဲ့ဒါကိုကျွန်တော်ဒီလေ့လာကြည့်တော့မှာဖြစ်ပါတယ်။ Okay အဲ့ဒါဆိုကျွန်တော်ဒီ AI agent ပေးဖို့ဆိုရင်တော့ဒီ machine learning တို့ neural network တို့နဲ့ပတ်သက်တဲ့ knowledge တွေဖြစ်မနေသိစရာလိုသားဆိုတော့မလိုဘူးပေါ့နော်။ဒါပေမဲ့အဲ့ဒါတွေသိထားမယ်ဆိုတော့ပို့ပြီးတော့မှအထောက်အကူဖြစ်မယ်။မသိဘူးဆိုရင်လည်းကျွန်တော်ဒီ AI agent ပေးတာကတော့ဒီ LLM နဲ့ပတ်သက်တဲ့ဟာကိုသိရဆိုရင်စပြီးတော့ပေးလို့ရပြီပေါ့။ Okay ကျွန်တော်ဒီ generative AI နဲ့မသုံးခင်ရလဲကျွန်တော် program တွေထဲမှာတခြား machine learning model တွေထည့်သုံးခဲ့မှုရှိရပေါ့ပြီးရင်ကျွန်တော်ဒီကိုယ်တိုင်ထွဲမှုတဲ့အသေးစားလေးတွေလည်းရှိတယ်အဲ့ဒါတွေရောဘာလဲဆိုကျွန်တော်ဒီ image classification တို့ face detection တို့ပေါ့နော် Okay အဲ့ဒါတွေရောကျွန်တော်ဘာလို့ခေါ်လဲဆိုတော့ predictive AI လို့ခေါ်တယ်ပေါ့ဘာဖြစ်လို့ predictive AI လို့ခေါ်လဲဆိုရင်ကျွန်တော်ဒီ image classification ဆိုရင်ကျွန်တော်ကဒီ image တွေရဲ့သူ့ရဲ့ label တွဲပြီးတော့မှ train နေတာပေါ့အဲ့ဒါကြောင့်ကျွန်တော်ဒီ image တစ်ခုပေးလိုက်မယ်ဆိုရင်သူကဘာ image ဖြစ်လဲဆိုတာကိုကျွန်တော်ဒီ command ပေးနိုင်တယ်ပေါ့နော်ရာခိုင်နှုန်းအနေနဲ့ပေါ့မှာ face detection ဆိုရင်လည်းအတူတူပဲကျွန်တော်ဒီမျက်နှာနဲ့နာမည်နဲ့တွဲပြီးတော့မှ train ထားမယ် train ထားမှာကျွန်တော်ဒီface တစ်ခုပေးလိုက်မယ်ဆိုရင်အဲ့ဒါဘယ်သူဖြစ်တယ်ဆိုတာကိုကျွန်တော်ဒီ command ပေးတာပေါ့အဲ့ဒါသူကတော့သက်ဆိုင်ရာ domain တစ်ခုကိုပဲကျွန်တော်ဒီထည့်ပြီး train ထားတာပေါ့နော်မှာကျွန်တော်ဒီ email spam ဖြစ်လာမှဖြစ်လာ command နဲ့ machine learning model ဆိုလည်းအဲ့လိုပဲအရင် spam ဖြစ်ခဲ့ဘူးသား email အဟောင်းနေနဲ့ train ထားတာပေါ့ okay အဲ့ဒါတွေကိုတော့ကျွန်တော်ကဘာလို့ခေါ်လဲဆိုတော့ predictive AI ဒါမှမဟုတ် discriminative AI လို့ခေါ်တယ်ပေါ့Okay အဲ့တော့ကျွန်တော်အခုလေ့လာမယ့်ကြီး LLM ဆိုတာလဲ machine learning model မျိုးစားတစ်ခုပဲဖြစ်တယ်။သူကတော့ဘယ်လို train တာလဲဆိုရင်ကျွန်တော်ဒီ internet ပေါ်မှာရှိတဲ့ public data တွေအကုန်လုံး train တာပေါ့နော် public website တွေပေါ့။ဥပမာကျွန်တော် blog တွေတို့နောက်တစ်ခါကျွန်တော်ဒီ Wikipedia တွေတို့ပုံတွေတို့ပေါ့နော်။အဲ့လို World Wide Web မှာရှိရတဲ့အကုန်လုံး train တာဖြစ်တယ်။သူ့ရဲ့ရွေးချက်ကတော့ဘာလဲဆိုရင်ကျွန်တော်တို့ user ကကျွန်တော်ဒီ prompt တစ်ခုမေးမယ်ဆိုရင်သူက LLM အခေါ်မှာဆိုတော့ကျွန်တော်ဒီ token လို့ခေါ်တယ်ပေါ့။သူကတော့ next token ကို predict လုပ်ပေးတာပေါ့ prompt တစ်ခုပေးမယ်ဆိုရင် generate လုပ်ပေးဖို့ပေါ့နော် okay generate လုပ်တဲ့နေရာမှာလည်းကျွန်တော်တို့က text တစ်ခုပဲ generate လုပ်နေတာမဟုတ်ဘူးခဏပြောခဲ့လို့ကျွန်တော်ဒီ image တွေ video တွေတို့ generate လုပ်ပေးတယ်ပေါ့ဥပမာအဖြစ်ကျွန်တော်ဒီ ChatGPT ဆိုရင်ဒါ text တွေ generate လုပ်ပေးနိုင်တယ်သူထဲမှာခု image generate လုပ်ပေးနိုင်တယ်ဆိုမှ GPT တော့မဟုတ်ဘူးเนาะတခြား DALL-E တို့ပါလို့တခြား model တွေကနေခေါ်ပြီးတော့မှသုံးထားတာပေါ့နော်ဒီ stable diffusion တို့ပါလို့ဆိုတော့ဒါ image generate လုပ်တဲ့ model တည်တံ့ပေါ့နော်ကျွန်တော်ဒီ LLM model တွေမှာလည်း open source model ဆိုတာရှိရပေါ့ကျွန်တော်အရင်သုံးခဲ့ဘူးတဲ့ machine learning model တွေမှာလည်းကျွန်တော်ဒီ pre-train model ဆိုတာတွေရှိရပေါ့ကျွန်တော်ဆက်မှာကိုယ်တိုင်ယူသုံးလို့ရတယ်အဲ့လိုပဲကျွန်တော်ဒီ LLM မှာလည်း open model ဆိုတာရှိတယ် open model ဆိုတာဘာလို့ဆိုတော့ကျွန်တော်ဆက်မှာယူပြီးတော့ကျွန်တော် machine မှာ model ယူ run လို့ရမယ်ပြီးရင်ကျွန်တော်ဒီ tu train ထားတဲ့ architecture တွေတို့သူထဲမှာပါတဲ့ weight တွေ parameter တွေကိုသူက documentation နဲ့ပြောထားတဲ့အတွက်ကျွန်တော်ကိုယ်တိုင်လိုအပ်လာရင်လည်းပြန်ပြီးတော့မှ data set တွေထည့်ပြီးတော့ train လို့ရတယ်ပေါ့နော်ဒီ model ကြီးကိုကျွန်တော်တို့ကဒီအစအဆုံးပြန် train စရာမလိုဘူးကျွန်တော်လိုအပ်တဲ့ data set လေးကိုပဲထည့်ပြီးတော့ပြန်ပြီးတော့ train လို့ရတယ်ပေါ့နော်အဲ့ဒါကိုတော့ fine tune လုပ်တယ်လို့ခေါ်တယ် okay ကျွန်တော်ဒီ LLM ကိုစပြီးတော့သုံးတော့မယ်ဆိုတော့သူ့မှာရှိတဲ့ concept တွေတို့ unit တွေတို့ပေါ့နော်အဲ့ဒါလေးကျွန်တော်တစ်ချက်လေ့လာထားဖို့လိုတယ် okay အဲ့ဒါလည်းဘာလဲဆိုတော့ကျွန်တော်ဒီပထမဆုံးအနေနဲ့ကတော့ဒီ parameter ဆိုတာသိထားဖို့လိုတယ်
parameter ဆိုတော့ကျွန်တော်ဒီ LLM မှာဘယ်လောက် efficient ဖြစ်လဲဆိုတော့တိုင်းတာတဲ့ဟာပေါ့ကျွန်တော်ဒီ LLM ပေါ့နော်ဒီလူမှာဆိုတော့ brain cell နဲ့တူမယ် parameter ပုံများမယ်ဆိုရင် LLM ကပို့ပြီးတော့မှ efficient ဖြစ်မယ်ပေါ့နော်ကျွန်တော်ပေးတာတွေပို့ပြီးမှကောင်းအောင်ဖြည့်ပေးနိုင်မယ်ပို့ပြီးတော့မှ intelligent ဖြစ်မယ်ပေါ့နော်ဒါမဲ့ကျွန်တော်တို့ဒီ parameter များမယ်ဆိုရင်တော့ကျွန်တော်တို့ set မှာ storage တွေပို့ကုန်မယ်ပြီးရင်ကျွန်တော်ဒီprompt တစ်ခု run လိုက်မယ်ဆိုရင်လည်းကျွန်တော်ဒီ CPU တွေ GPU တွေပို့ပြီးတော့မှလိုမယ်ပေါ့နော်ကျွန်တော်ဒီ personal computer တွေမှာဆိုတော့7 billion လောက်ထိ run လို့ရတယ်သူက billion ထိရှိတယ်နော် parameter တွေကတော့သူကတော့ဘာနဲ့တွက်ထားလဲဆိုတော့ကျွန်တော်ဒီ neural network မှာဆိုရင် weight ရယ် bias ကိုတွက်ထားတာပေါ့နော် weight ဆိုတော့ကျွန်တော်ဒီ neuron တစ်ခုနဲ့တစ်ခု connect လုပ်ထားတဲ့ line တွေကိုကျွန်တော်တို့ weight လို့ခေါ်တယ်ကျွန်တော်ဒီ parameter ပိုများမယ်ဆိုရင် LLM ကပို့ပြီးတော့မှ efficient ဖြစ်တယ်ဒါမဲ့ကျွန်တော်တို့ဆက်မှာရှိတဲ့ resource တွေတော့ပို့ပြီးတော့မှကုန်မယ်ပေါ့နော် okay နောက်တစ်ခုကကျွန်တော် token ပေါ့နော် okay token ဆိုတာကြောင့်ဘာလဲဆိုတော့ကျွန်တော်ဒီ LLM ကိုမေးမယ်ဆိုရင်ကျွန်တော် prompt အနေနဲ့စာရိုက်ပြီးမေးရရှိမယ်ပြီးရင်သူကလည်းအဖြေ output အနေနဲ့ထုတ်ပေးရရှိရပေါ့အဲ့ဒါကိုကျွန်တော်ဒီ LLM က consume လုပ်တဲ့ unit ပေါ့ဥပမာကျွန်တော်ဒီလူတွေမှာဆိုတော့ဒါ I am from Myanmar ဆိုရင်ဒါ I ကစလုံးတစ်ခုပေါ့ M ကတစ်ခုပေါ့လူတွေဆိုတော့မှတ်ရင်တော့ပုံမှန်တိုင်းအဲ့လိုမှတ်လို့ရှိရပေါ့နော်ဒါပေမဲ့ LLM ကကျတော့ consume လုပ်တာကျတော့ token နဲ့ consume လုပ်တာဖြစ်တယ်ဒါပေမဲ့ဒီ one word ကဒီစကားလုံးတစ်ခုကအမြဲတမ်း token တစ်ခုမဟုတ်ဘူးပေါ့နော်ပြီးရင်ကျွန်တော်ဒီ LLM တစ်ခုနဲ့တစ်ခုလည်း tokenizer ကိုမှမူတည်ပြီးမှကျွန်တော်ဒီ consume လုပ်တဲ့ပုံစံလည်းမတူဘူးပေါ့ဥပမာအဖြစ်ကျွန်တော်ကဒီမှာ unbelievable ဆိုရင်ကျွန်တော်ဒီ ChatGPT 3 agency ပေါ့နော်အရင်အဟောင်းမှာဆိုရင်ကျွန်တော်ကဒီဒါ unbelievable ဆိုတာလူအနေနဲ့ဆိုတာတစ်ခုတည်းပဲပေါ့နော်ဒါစကားလုံးတစ်ခုတည်းဒါပေမဲ့သူက ChatGPT 3က consume လုပ်တာကြောင့်4 token ပေါ့ token 4ခုအနေနဲ့ကျွန်တော် consume လုပ်တယ်ကားဒါတော့12လုံးရှိရပေါ့ ChatGPT 4အသစ်မှာဆိုရင်တော့သူက3 token နေနဲ့ပဲ consume လုပ်တယ်ပေါ့အဲ့တော့ကျွန်တော်ဒီ token ကတော့ကျွန်တော်ဘာကြောင့်သိဖို့လိုလဲဆိုရင် LLM ဒီမှာ limit ရှိရပေါ့ mass token လို့ခေါ်တယ် mass token ဘယ်လိုတွက်လဲဆိုရင်ဒီမေကွန်းရဲ့အဖြည့်ရဲ့ကိုတွက်တာပေါ့ဥပမာထားပါတော့ကျွန်တော်ဒီ LLM model တစ်ခုက token 1000ပေါ့ mass token 1000တိပဲခွင့်ပြုရဆိုရင်ဒီမေကွန်းရဲ့အဖြည့်ရဲ့ပေါင်းရင်သူက1000ထိပဲအများဆုံးထုတ်ပေးနိုင်မှာပေါ့နော်ဥပမာကျွန်တော်ကိုကမေကွန်းအရှည်ကြီးပေးလိုက်လို့ချင်းကျွန်တော်ဒီ1000 limit ဖြစ်သွားရင်အဖြေဖြေပေးနိုင်မှာမဟုတ်တော့ဘူးပေါ့နော်ခုနောက်ပိုင်း model တွေရောကြာတန်းချီရှိပါတယ်ကျွန်တော်ဒီ1 billion နဲ့2 billion ရှိတယ်ပြီးရင်ကျွန်တော်ဒီ LLM က API နဲ့ခေါ်သုံးမယ်ဆိုရင်လည်းကျွန်တော်ဒီ pay ဖြတ်တာဒီ token နဲ့ token နဲ့ဖြတ်တာပေါ့ဥပမာ token တစ်တန်းကိုဒေါ်လာဘယ်လောက်ဆိုပြီးဖြတ်တာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ဒီ token ဆိုတဲ့ unit လည်းတည်ထားဖို့လိုတယ်ပေါ့နော် okay နောက်တစ်ခုကကျွန်တော်ဒီ fine tune လုပ်တာပေါ့နော် fine tune လုပ်တယ်ဆိုတာဘာလဲဆိုတော့ကျွန်တော်ဒီရှိပြီးသား LLM မှာနောက်ထပ် data set တွေအသစ်ပြန်ထည့်တာပေါ့ဥပမာအဖြစ်ကျွန်တော်ဒီ open model တစ်ခုကို download ဆွဲပြီး send တယ်ပေါ့ send တဲ့ချိန်မှာသူကမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ information တွေမြန်မာစာတွေတိတ်မသိဘူးဆိုရင်ကျွန်တော်တို့ကဒီမြန်မာစာနဲ့ပတ်သက်တဲ့ဟာတွေပို့ပြီးတော့မှတည်သွားအောင်ကိုယ့်ရဲ့ data set တွေနဲ့အဲ့ model ကိုကျွန်တော်ဒီပြန်ပြီးတော့မှ train လုပ်လိုက်တာပေါ့အဲ့ဒါတော့ fine tune လုပ်တယ်လို့ခေါ်တယ်ကျွန်တော်ဒီ LLMU ကိုအစအဆုံးပြန် train ဖို့ဆိုတော့မဖြစ်နိုင်ဘူးပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ဒီရှိပြီးသား model ကိုပဲကျွန်တော်ကပြန်ပြီးတော့မှထပ်ပြီးတော့မှတိုးလိုက်တာပေါ့နော်အဲ့ဒါတော့ကျွန်တော်ဒီ fine tune လုပ်တာတော့လိုတာပေါ့နော် LORA low rank အချင်းပေါ်နေတော့ပေါ့နဲ့လုပ်လို့ရတယ်ပြီးနောက်တစ်ခုကကျွန်တော်ဒီ temperature ပေါ့နော် temperature ကတော့ကျွန်တော်များသောအားဖြင့်0နဲ့1ကြားမှာရှိရဲသူ့ရဲ့ value ကပေါ့နော်သူကဒီ temperature ပို့ပြီးတော့မှများတယ်ဆိုရင်ပို့ပြီးတော့မှ creativity ကောင်းတယ်ပေါ့temperature ကကျွန်တော်ဒီ0ဒါမှမဟုတ် 0.1 နဲ့မှာကတ်နေရဆိုတော့သူကဒီချက်တာထုတ်ဖို့လိုတဲ့ဟာရယ်ဆိုတော့နဲရအောင်သုံးနေရှိတယ်ဥပမာကိုကဒီကြပြာဆက်တာတို့ SC ကြီးတာတို့အဲ့ပုံစံမျိုးတွေဆိုတော့ကျွန်တော်ဒီ temperature ကိုများများသုံးတင်တယ်သူကဘာဖြစ်မလဲဆိုတော့ temperature များရင်သူက creativity ကောင်းတဲ့အတွက်တကယ်မရှိတဲ့ဟာတွေသူကစိတ်ကူးရင်ပြီးတော့မှoutput ထုတ်ပေးနေရတယ်လည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါကိုတော့ကျွန်တော်ဒီရဲ့အခေါ်မှာဆိုရင် hallucination လို့ခေါ်တယ်ပေါ့နော်ကျွန်တော်ဒီ JSON output တွေအတိအကျထုတ်ပေးရမယ်ပေါ့ဥပမာကျွန်တော်ဒီ AI agent တွေလိုအပ်တဲ့output ပေါ့နော် structure output တွေထုတ်မယ်တို့နောက်တစ်ခါဒီသင်္ချာနဲ့ပတ်သက်တဲ့ coding တွေတို့အတိအကျလိုအပ်တဲ့ဟာဆိုရင် temperature ကိုနည်းနည်းပဲသုံးရမယ်တကယ်လို့ကိုကကြပြာဆက်တာတို့တချင်းရေးခိုင်းတာတို့နောက်တစ်ခါ essay ရေးခိုင်းတာပေါ့နော်အဲ့လိုမျိုး creative ဖြစ်တဲ့ဟာမျိုးတွေသုံးမယ်ဆိုရင်တော့ကျွန်တော်ဒီ temperature value ကိုများများသုံးလို့ရတယ်။ Okay ကျွန်တော်ကအဲ့ unit တွေတော့သိထားဖို့လိုတယ်ပေါ့နော်။ Okay အဲ့ဒါကျွန်တော်ဒီ LLM ရဲ့အဓိက function ကတော့ဘာလဲဆိုရင် user prompt တစ်ခုပေးတယ်ဆိုရင်သူက output ထုတ်ပေးတယ်။အဲ့ဒါတော့သူ့ရဲ့အဓိက function ကအဲ့ဒါပဲပေါ့။ Okay ကျွန်တော်ဒီသူ့ရဲ့အထဲမှာတော့ရှိရပါတော့ကျွန်တော်ဒီ reasoning လုပ်ပေးနိုင်တာတော့ planning လုပ်ပေးနိုင်တာတော့အဲ့လို intelligent တော့ရှိတယ်။အဲ့ဒါကိုကျွန်တော်ခဏပြောသလိုပဲ parameter ပေါ်မူတည်မှ efficient ဖြစ်မှာပေါ့နော်။ parameter ပိုများတယ်ဆိုရင်ပိုပြီးတော့မှ intelligent ဖြစ်မှာပေါ့နော်။ Okay ဒီ prompt ထုတ်တဲ့နေရာမှာတော့သူကဒီ stateless ဖြစ်တယ်ပေါ့ဥပမာကျွန်တော်ဒီ user ပုံမှန်တိုင်းဆိုရင် LLM ကို prompt တစ်ခုပေးလိုက်တယ်သူကဖြည့်ပေးတယ်ပေါ့ output ထုတ်ပေးရပေါ့နောက်ထပ် prompt တစ်ခုထပ်ပေးရဆိုရင်သူကအရင် prompt မသိတော့အဲ့ဒါကိုတော့ကျွန်တော်ဒီ stateless လို့ခေါ်တယ်ပေါ့နော်သူကတော့ဘာလဲဆိုရင်သူ့ကို prompt ပေးရဆိုရင်ထုတ်ပေးရအဲ့ဒါပဲကျွန်တော်အရင်အဟောင်းတွေပါလဲသတိမရတော့ဘူးOkay အဲ့ဒါဆိုကျွန်တော်ဒီ chatbot တွေပါဆောက်တယ်ဆိုရင်တော့မှ message အသစ်တစ်ခုပို့တော့မယ်ဆိုရင်အရင် message အဟောင်းတွေအကုန်လုံး summarize လုပ်ပြီးတော့မှဒီ message အသစ်နဲ့တွဲပို့မှသူကဒီ conversation တစ်ခုလုံးကိုကောင်းအောင်ဖြည့်ပေးနိုင်တာပေါ့နော်
Okay အဲ့ဆိုကျွန်တော်ဒီ LLM ရဲ့အဓိက function ကဘာလဲဆိုရင် prompt ပေးတယ်ဆိုရင်သူက generate လုပ်ပေးတာအဲ့ဒါပဲဒီကျွန်တော်ဒီမှာဥပမာနေတာ2024မှာထုတ်ထားတဲ့ LLM တခုကိုတွားပြီးတော့2026မှာရှိတဲ့ weather information ဖြည့်ပေးပါတို့နောက်တစ်ခါကျွန်တော်ဒီ company ရဲ့ private data ပေါ့ private information တွေပေါ့ဒါမှမဟုတ်သူတိတ်မသိတဲ့ information လည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါမျိုးအချက်လက်တွေကိုတွားမေးရဆိုရင်သူဖြည့်ပေးတယ်မှာမဟုတ်ဘူးပေါ့နော်ဖြည့်ရဆိုရင်တော့ဒါရှောက်ဖြည့်တာပဲဖြစ်မယ်ကျွန်တော်ဒီမှတ်မှတ်ကန်ဖြည့်နိုင်မှာမဟုတ်ဘူးပေါ့နော် okay အဲ့ဆိုကျွန်တော်ဒီလူတစ်ယောက်အနေနဲ့ weather information သိချင်တယ်ဆိုရင်ဘာလုပ်ရမလဲဆိုရင် weather information website တွေကိုဝင်ကြည့်ပေါ့ကျွန်တော်ဒီ application တစ်ခုအနေနဲ့သိချင်တယ်ဆိုရင်တော့ API သွားခေါ်ပေါ့အဲ့လိုမျိုးလုပ်ရမှာပေါ့နော်အဲ့ဆိုကျွန်တော်ဒီ company ရဲ့ private data ကိုသိချင်တယ်ဆိုရင်တော့သူ့ရဲ့ PDF file တို့သူ့ရဲ့ documentation file တို့သွားဖတ်ပေါ့အဲ့လိုမျိုးလုပ်အောင်ပေါ့နော် okay အဲ့လိုမျိုးကိုကျွန်တော်တို့ရဲ့ LLM ကမလုပ်နိုင်ဘူးမလုပ်နိုင်ဆိုကျွန်တော်ဘယ်ကနေလုပ်ရမလဲဆိုရင်ကျွန်တော်တို့ရဲ့ application ဒါမှမဟုတ်ကျွန်တော်တို့ရဲ့ agent တွေလုပ်အောင်မှာဖြစ်တယ် okay အဲ့ဆိုကျွန်တော်ဒီ user prompt ပေးရဆိုရင်ကျွန်တော်တို့ရဲ့ application မှာရှိတဲ့ဘယ် function ကလုပ်ပလဲပေါ့ okay အဲ့ဒါကိုစစ်ရမှာဖြစ်တယ် okay စစ်မယ်ဆိုရင်ကျွန်တော်ဒီ LLM ကရိုးရိုး plain text ပဲထုတ်ပေးနေတာပို့ structure output တွေလည်းထုတ်ပေးနိုင်တယ်ဥပမာကျွန်တော်ဒီပုံမှန်တိုင်းဆိုကျွန်တော်ကဒီမေကွန်ပေးရဆိုရင်ရိုးရိုး plain text တစ်ခုကြာလာတယ်ပေါ့အဖြေကရိုးရိုးစာပဲပေါ့နော် okay အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်ဒီ structure output တွေလည်းထုတ်ပေးနိုင်တယ်structure output ဆိုတာဘာလဲဆိုတော့ကျွန်တော်ဒီ JSON လည်းရှိနိုင်တယ်နောက်တစ်ခါ XML လည်းရှိနိုင်တယ်ယာမယ်လည်းဖြစ်နိုင်တယ်ပေါ့နော်အမျိုးမျိုးရှိတဲ့ type တွေကတော့အများတော့အပြင်အသုံးများတာတော့JSON တို့ XML တို့အသုံးများတယ်ပေါ့နော် okay အဲ့ဆိုရင်ကျွန်တော်ကဒီသူထုတ်ပေးတဲ့ output ပေါ်မှာမူတည်မှာကျွန်တော်တို့ application ရဲ့ function တွေကျွန်တော်ရဲ့ agent မှာရှိတဲ့ function တွေလောက်မှာဖြစ်တယ် okay အဲ့ဒါကိုကျွန်တော်ဘာခေါ်လဲဆိုတော့ function calling ဒါမှမဟုတ် do calling လို့ခေါ်ပါတယ် okay အဲ့ဆိုကျွန်တော်ဒီမှာပုံမှန်တိုင်းဆိုရင်ထားပါတော့ကျွန်တော်ဒီ Flutter ဘယ် programming language သုံးလဲမေးလိုက်တယ်မေးရဆိုရင်ဒါတော့ဒါသူကိုယ်တိုင်ဖြေနိုင်တယ်သူမှာ2024အထိ knowledge ရှိရဆိုရင်ဒါရိုးရိုး user စီတန်းပို့မယ်ဟာပေါ့ပို့မယ်ဆိုရင်သူကဒါမျိုးပြန်ပေးလိုက်အောင်ပေါ့နော် message ပေါ့အဲ့ဆိုကျွန်တော်တခါလေးတန်းပြီးတော့ user ကိုပြလိုက်မယ် okay အဲ့ဒါမှသွားပြီးမှကျွန်တော်ဒီ2026မှာရှိတဲ့ weather information ကဘာလဲတော့ပြင်သူဖြည့်ပေးနိုင်မှာမဟုတ်တော့သူရဲ့ knowledge က2024မှာရက်နေပြီဆိုတော့အဲ့ဆိုဘာလုပ်ရမလဲဆိုတော့သူကဒါမျိုး response လေးပြန်ပေးမယ်ပေါ့ကျွန်တော်တို့အဲ့ response ပေါ်မှာမူတည်မှာကျွန်တော်တို့ application မှာရှိတဲ့ weather function ကိုတွားခေါ်မယ် API တွားခေါ်မယ်ခေါ်ပြီးတော့မှကျွန်တော်ဒီ result ပေါ့နော် response ရလာမယ်ဆိုရင်သူ့ကိုပို့လိုက်မယ်ပေါ့အဲ့တော့မှသူကမှဒီ user ကိုကျွန်တော်ဒီဖတ်လို့ကောင်း conversation style နဲ့ပြန်ပြီးတော့မှထုတ်ပေးမယ်ပေါ့နော်အဲ့လိုမျိုးလည်းရှိနိုင်တယ် okay အဲ့ဆိုကျွန်တော်ဒီဥပမာအနေနဲ့ဆိုရင်ကျွန်တော်တို့ agent မှာအလုံးလုံးမဲ့ method ၄ခုရှိမယ်ပေါ့ function ပေါ့နော် do လို့လည်းခေါ်တယ်function calling do calling ကတော့အတိတ်ပဲတူတူပဲ function calling ကဒါ open AI ကခေါ်တဲ့အခေါ်ပေါ့နော်ဥပမာထားပါတော့ကျွန်တော်ဒီမှာ weather information တွားယူရတာရှိတယ် parameter ကတော့ city ထည့်ပေးရမယ်ပေါ့နော်မြို့နာမည်ထည့်ပေးရမယ်နောက်တစ်ခါကျွန်တော်ဒီ latest news ပေါ့နောက်ဆုံးရတဲ့သတင်းတွေတွားယူရတာရှိမယ်နောက်တစ်ခါ SMS ပို့တဲ့ function ရှိမယ် email ပို့တဲ့ function ရှိမယ်ပေါ့တကယ် function တော့ရေးထားမှာပေါ့နော်ကိုက Java နဲ့ရေးရဆိုရင် Java နဲ့ရေးပေါ့ .NET ဆိုလည်း .NET calling နဲ့ဆိုတော့ calling နဲ့ရေးထားပေါ့နော် okay အဲ့လိုမျိုးကျွန်တော်တို့ method တွေရဲ့ information တွေပေါ့ဒီ method ကတော့ဘာလုပ်တယ်ပေါ့နော်ဒီ method ကတော့ဘာလုပ်တယ်အဲ့လို information တွေရှိမယ်ပြီးရင်ကျွန်တော်တို့ဘယ် output နဲ့ response ပြန်ပေးပါတော့အဲ့လိုမျိုးကျွန်တော်တို့ဒီ LLM မှာပထမဆုံးအနေနဲ့ prompt အနေနဲ့တွားပြီးပေးထားလိုက်ပါပေါ့ကျွန်တော်တို့မှာဒီ method ၄ခုရှိရယ် user အဲ့ဒါနဲ့ပတ်သက်တာမေးရင်ဒီ style နဲ့ပြန်ပေးပေါ့အဲ့လိုမှမဟုတ်ဘူးကျွန်တော်ဒီရိုးရိုးကိုယ့်ကိုဖြည့်ပေးနိုင်တယ်ဆိုရင်တော့ဒါမျိုး message ဆိုပြီးထုတ်ပေးလိုက်ပေါ့ okay အဲ့ဒါမျိုးကျွန်တော်ဒီ LLM ကို prompt အနေနဲ့ပေးထားလိုက်မှာဖြစ်တယ်ဒါတွေကခုနောက်ပိုင်းမှာကိုယ့်ကို manual လုပ်ဆရာမလိုပါဘူးကျွန်တော်ဒီ agent framework တွေတုံးနေဆိုရင် agent framework ကသူလုပ်ပေးပြီးသားပဲပေါ့နော် okay အဲ့ဒါမှကျွန်တော်ကဒီuser ထားပါတော့ where is the weather in Yangon ဆိုရင်ဒါ weather နဲ့ပတ်သက်တဲ့ဟာဆိုတာ तू မသိနိုင်တော့ဘူးပေါ့သူရဲ့ latest information မှာသူက latest information မရှိဘူး2024မှာရက်နေရဆိုတော့ okay အဲ့ဒါ तू မဖြည့်ပေးနိုင်ဘူးဆိုရင်ကျွန်တော်ကဒီဒါမျိုး output ထုတ်ပေးလိုက်တယ်ပေါ့အဲ့ဆိုကျွန်တော်တို့ရဲ့ application ကျွန်တော်တို့ရဲ့ agent က तू ထုတ်ပေးလိုက်တဲ့ output မှာမူတည်ပြီးမှဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့ဒီ condition နဲ့စစ်မယ်စစ်ပြီးကျွန်တော်တို့ဒီ get weather ဆိုတဲ့ method ကို land ခေါ်လိုက်မယ်တူကို land ခေါ်လိုက်မယ် function ကိုပေါ့နော်တူပေးတဲ့ parameter လဲရန်ကုန်ဆိုဒီမှာရန်ကုန်ထည့်ပြီးတော့ခေါ်လိုက်မယ်ခေါ်လိုက်ရင်ဒီ output တွေရမယ်ပေါ့ okay ဒီ output ကိုကျွန်တော်ဒီ user ကိုတန်းပြရင်ဒါအဆင်မပြေဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ developer ဆိုတော့သိမှာပေါ့ရိုးရိုးလူတွေဆိုတာနည်းနည်းတိတ်မသိရဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်ဒီ output ကိုဒီ LLM ကိုပြန်ပို့လိုက်တယ်ပို့ရဆိုရင်သူကတော့ဒါဆိုရင်တိသွားပြီပေါ့နော်တိရဆိုရင်ဒါ user ဖတ်လို့ကောင်းအောင်ဒီ conversation style နဲ့ပေါ့နော်ထုတ်ပေးလိုက်တယ်သူ့မှာ intelligence ရှိရတဲ့အတွက်23ဆိုရင်ဒါအေးတာလားပူတာလားသိတယ်အဲ့မျိုးတွေကျွန်တော်ဒီ user အဆင်ပြေအောင် output ထုတ်ပေးနိုင်တယ်ပေါ့flow ကတစ်ဆင့်ပဲသွားလို့ရလားဆိုတော့မဟုတ်ဘူးကျွန်တော်ဒီ multi step သွားလို့ရတယ်ဥပမာကျွန်တော်ဒီ user weather information ပေးမယ်သူကဒါထုတ်ပေးတယ်ကျွန်တော်တို့ function ခေါ်တယ်အဲ့ချိန်မှာတခုခုဖေးသွားလိုက်ဖြစ်နိုင်တယ်ဒါမျိုးအများနဲ့ဆက်ဖြစ်ချင်မှဖြစ်မှာတခါလေဖေးသွားဖြစ်နိုင်တယ် okay ဖေးရင်ဘာလုပ်ရမလဲဆိုတာလေသူကပြန်ပြီးတော့မှ reasoning လုပ်နိုင်တယ်ပေါ့ဥပမာကျွန်တော်ကဒီပြောထား weather ကဒါတကယ်လို့အဆင်မပြေဘူးဆိုရင်
new ကိုခေါ်လိုက်ရင်လည်းရတယ်ပေါ့ new မှာသွားပြီး topic မှာဝဲသားနဲ့ပတ်သက်တဲ့ဒီ information ဟိုပါပေါ့နော်ဒီ parameter ထည့်ခွန်ရတယ်ဆိုရင်တကယ်လို့ဝဲသား fail သွားတယ်ဆိုရင်သူက new ကိုခေါ်နိုင်တယ်အဲ့လိုမျိုးကျွန်တော်တို့ဒီ multi step ပေါ့နော် multi step reasoning လို့ခေါ်တယ်အဲ့လိုမျိုးလဲကျွန်တော်တို့လုပ်လို့ရတယ်ပေါ့နော်ဒီ LLM ရဲ့ power ကိုသုံးပြီးတော့ okay အဲ့ဒါဆိုကျွန်တော်ဒီ method ၄ခုမဟုတ်ဘဲနဲ့သူကိုယ်တိုင်တိုက်ရိုက်ဖြေနိုင်တဲ့အဖြေမျိုးပေါ့ခဏပြောတဲ့ဒီFlutter ဘာ programming language သုံးလဲပေါ့အဲ့ဒါဆိုတော့ကျွန်တော်ကဒီ output ကိုရိုး message output တွေနဲ့ထုတ်ပေးလိုက်ရင်ရပြီအဲ့ဒါဆိုတော့ကျွန်တော်တို့ကကျွန်တော် application မှာရှိတဲ့ function တွေကိုခေါ်စရာမလိုတော့ဘူးတခါတည်း user ကိုတန်းပြီးတော့ပြပေးလိုက်အောင်မယ်Okay အဲ့ဒါကိုတော့ကျွန်တော်ဒီ to calling ဒါမှမဟုတ် function calling လို့ခေါ်တယ်ဒါတော့ကျွန်တော်ဒီ AI agent တွေမှာဆိုရင်အဓိကကြားတဲ့ဟာပေါ့နော်သူရဲ့ attack ကဘာလဲဆိုရင်တော့အဓိကတော့ဒီ LLM က structure output တွေကိုထုတ်ပေးနိုင်တယ်ပေါ့နော်ကျွန်တော်အဲ့ structure output တွေကိုကျွန်တော်တို့ program တွေစစ်ပြီးတော့ဘာလုပ်မယ်ဆိုတာကိုဆုံးဖြတ်တာပေါ့နော် Okay ကျွန်တော်ဒီ function calling ဆိုတာတော့ open AI ရဲ့အခေါ်ပေါ့နော် Okay အဲ့ဆိုကျွန်တော်ဒီ function တွေကအများနဲ့ရင်းနေဖို့လိုလားဆိုရင်တချို့မလိုတဲ့စာဖက်တွေလည်းရှိပါတယ်ဥပမာအဖြစ်ကျွန်တော်တို့ဒီ Firebase နဲ့ပတ်သက်တဲ့ function တွေကိုကျွန်တော် agent တွေသုံးကျင်တယ်ဒါမှမဟုတ် GitHub နဲ့ပတ်သက်တဲ့ service တွေကိုကျွန်တော် agent တွေသုံးကျင်တယ်ဆိုရင်ကျွန်တော်တို့ကိုယ်တိုင် i2 တွေ function တွေကိုရေးစရာမလိုပါဘူးသူတို့ကထုတ်ပေးထားတဲ့ MCP server ဆိုတာကိုသုံးလို့ရတယ်ပေါ့ MCP server ဆိုတာတော့ဘာလဲဆိုတော့ model context protocol လို့ခေါ်တယ်ဥပမာကျွန်တော်ဒီ Firebase နဲ့ပတ်သက်တဲ့ service တွေကိုကျွန်တော် agent မှာသုံးကျင်တယ်ဆိုရင်ခဏလို့ကိုယ်တိုင် function တွေရေးစရာမလိုဘူးသူရဲ့ MCP server ကိုကျွန်တော် agent မှာထည့်လိုက်ပြီဆိုရင်သူ auto ပေါ့နော်သူ့မှာရေးပြီးသားဟာရှိရပေါ့နော် prefix 2တွေပေါ့ function တွေပေါ့အဲ့ဒါတွေကိုကျွန်တော် agent တွေတခါတည်းတန်းသုံးလို့ရတယ်ဒီ Firebase မှာဆိုတော့သူကဘာသုံးလဲဆိုတော့ဒီ Firebase CLI ကိုကျွန်တော် stack ကနေ terminal ကနေ auto ခေါ်သွားတဲ့ပုံစံမျိုးကိုဒီ JSON RPC နဲ့လုပ်သွားတာပေါ့GitHub ဆိုရင်လည်းအဲ့လိုပဲ GitHub မှာရှိတဲ့ဒီ API တွေကိုကျွန်တော်ခဏလို့ကိုယ်တိုင်ရေးစရာမလိုဘူးဒီ GitHub ကနေ auto ရေးပြီးသားဒီ MCP server ကိုကျွန်တော်တို့ရဲ့ agent မှာထည့်သုံးလိုက်အောင်ပဲပေါ့နော် Okay ဒါကတော့ကျွန်တော်ဒီ to calling function calling ပေါ့ Okay နောက်တစ်မျိုးရှိသေးတယ်နောက်တစ်မျိုးကကြောက်ပါလဲဆိုခဏပြောသလို company ရဲ့ private data တွေကို LLM ကပုံမှန်တိုင်းသူ့ချီရဲဆိုတီးတန့်ဖြည့်မပေးနိုင်ဘူးပေါ့ PDF ကြီးတစ်ခုလုံးကိုသွားပြီးတော့ကျွန်တော်ဒီ LLM နဲ့ကိုထည့်လိုက်မယ်ဆိုရင်အဆင်မပြေနိုင်ဘူးပေါ့ token limit တွေရှိနိုင်တယ်အခုနောက်ပိုင်းကျွန်တော်ဒီထားပါတော့ token က1 million တို့2 million လို့ရှိရဆိုမဲ့ဒီ PDF ကြီးကအရန်ကြီးရလည်းဖြစ်နိုင်တယ်ပေါ့1 million 2 million ကျော်ရဖြစ်နိုင်တယ်မကျော်ဘူးဆိုတော့ကျွန်တော်အဲ့ပုံစံမျိုးနဲ့ထည့်ပြီးဖြည့်ရင်တော့ဒါတိတ်ပြီးတော့စနစ်မကြောက်ဘူးပေါ့နော်အဲ့ဒါဆိုကျွန်တော်ဘာသုံးလို့ရလဲဆိုတော့ RAG ကိုသုံးလို့ရပါတယ် RAG ကကြောက်ပါလဲဆိုတော့ retrieval augmented generation လို့ခေါ်တယ် RAG ကိုသုံးလို့ရတယ် RAG ကတော့ဘာလဲဆိုတော့သူကနှစ်ဆင်းရှိတယ်အဲ့မှာကျွန်တော်ဒီမှာ model တစ်ခုပို့လာပြီခဏကျွန်တော်လေ့လာခဲ့တာ LLM ပေါ့ဒီ RAG ကိုလေ့လာမယ်ဆိုရင်တော့ embedding model ဆိုတဲ့ model တစ်ခုပို့လာမယ် Okay အဲ့ဒါကျွန်တော်ဘယ်လိုလုပ်မလဲဆိုတော့ခဏပြောတဲ့ဒီ company information PDF လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်PDF တွေ web page တွေ document တွေပေါ့အရန်ကြီးတာလည်းဖြစ်နိုင်တယ်ပေါ့ Okay အဲ့ဒါဆိုဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ကအဲ့ဒီရဲ့ data တွေကိုကျွန်တော်တို့ကဒီ Beta DB တွေကိုသွားသိမ်းမှာဖြစ်တယ် Beta database ပေါ့Beta database ကကျွန်တော်ရင်သုံးခဲ့ဘူးတဲ့ SUN တို့ဘာလို့လဲဘာကွာလဲဆိုတော့ကျွန်တော်ဒီ SUN တို့ဘာလို့မှဆိုတော့ကျွန်တော် keyword နဲ့ရှာလို့ရတယ်ပေါ့ဥပမာကျွန်တော်ဒီ data တန်းဘယ်လောက်တန်းပေါင်းများစွာရှိတယ်ကျွန်တော် keyword နဲ့ရှာလိုက်ရင်အလွယ်တကူထွက်လာတယ်အဲ့လိုပဲကျွန်တော်ဒီ Beta DB ကကျွန်တော်သူက semantic နဲ့ရှာတာဖြစ်တယ် semantic ဆိုတာအဓိပ္ပာယ်နဲ့ပေါ့ဥပမာကျွန်တော်တို့ကဒီစကားလုံးအတိအကျမတူ keyword အတိအကျမတူလည်းရတယ်ပြဿနာမရှိဘူးအဓိပ္ပာယ်တူရဲဆိုရင်သူကထုတ်ပေးနိုင်တယ်ပေါ့နော် Okay အဲ့တော့ကျွန်တော်ဒီပထမဆုံးအနေနဲ့ခဏ PDF တွေပေါ့ဒါမှမဟုတ် document တွေကိုစာတွေပေါ့နော်အဲ့ဒါမျိုးတွေကိုတဲကျင်နေဆိုရင်ဘာလုပ်ရမလဲဆိုရင်အရင်ဆုံးကျွန်တော်တို့ဒီ chunking လုပ်ရမှာပေါ့ chunking ဆိုတော့split လုပ်လိုက်တာပေါ့နော်ကျွန်တော်ဒီစာတွေဆိုရင်လည်းဥပမာထားတော့ PDF ဆိုရင်လည်းကျွန်တော်အပိုက်လေးခွဲလိုက်တာပေါ့ခွဲလိုက်တယ်ခွဲပြီးတော့ကျွန်တော်တို့ကဒီ embedding model နဲ့ vector format ကိုပြောင်းလိုက်တာပေါ့ embedding model နဲ့ပြောင်းလိုက်ရင်ဘာဖြစ်သွားမလဲဆိုတော့ကျွန်တော်ဒီ number array လေးတွေဖြစ်သွားမှာပေါ့နော် number array လေးတွေရောပါလဲဆိုတော့အဲ့ဒါ vector DB မှာသိဖို့တော့ format ပေါ့နော် Okay ဒါပထမဆုံးအနေနဲ့ developer တစ်ခါလုပ်တဲ့ဟာပဲကျွန်တော်ဒီ PDF ကိုကျွန်တော်တို့က RAG ထဲမှာသုံးကျင်နေဆိုရင်ကျွန်တော်ဒီ PDF တို့ document တို့ split လုပ်တယ်ပေါ့နော်text split လုပ်တယ်လို့ခေါ်တယ်ကျွန်တော်ဒီအပိုက်လေးခွဲတယ်ခွဲပြီးတော့ vector format ကိုပြောင်းတယ်အဲ့တော့ embedding model နဲ့ပြောင်းလာပေါ့ပြောင်းပြီးဆိုမှကျွန်တော်ဒီ vector DB မှာ store လုပ်လိုက်ပြီ Okay အဲ့ဆိုတော့အချိန်တစ်ခုကြာနေတယ်ပေါ့နော်ဒီမှာ PDF ကြီးရဆိုရင်ကြီးသလောက်ပေါ့ document ကြီးရဆိုကြီးသလောက်ပေါ့ Okay အဲ့ဆိုကျွန်တော်ဒီ vector DB ထဲမှာနောက်ဆုံးမှာကျွန်တော်ဒီ information တွေရောက်လာပြီပေါ့တိန်းတာတော့ကျွန်တော်ဗာနဲ့တိန်းလဲဆိုရင်ခဏပြောသလိုvector format နဲ့တိန်းထားပါတော့ embedding model နဲ့ပြောင်းပြီးတော့မှ Okay အဲ့ဆိုရင်ကျွန်တော်တို့ကဒီuser ကျွန်တော်တို့ company နဲ့ပတ်သက်တဲ့ information တွေရှာခြင်းတယ်ပေါ့ကျွန်တော် chatbot ပေးထားရဆိုရင် LLM ကိုယ်တိုင်မသိနိုင်ဘူးဘာလို့ဆိုကျွန်တော်တို့ဒါကြီးအရင်ကြီးရသူ့ရဲ့ knowledge တွေမှာလည်းမရှိဘူးဒါကြီးကိုသွားပြီးကျွန်တော် fine tune လုပ်တယ်ဆိုရင်လည်းသိပြီးအဆင်မပြေဘူးပေါ့နော်အဲ့ဒါဆိုကျွန်တော်ကခဏပြောသလို vector DB ထဲမှာထည့်ပြီးဆို user တခုရှာလိုက်တယ်ပေါ့ရှာလိုက်တယ်ဆိုရင်ကျွန်တော်ကဒီ vector DB ထဲမှာသွားရှာတယ်ဥပမာထားပါတော့ company နဲ့ပတ်သက်တဲ့policy ရပါလဲပေါ့ပြီးရဆိုရင်ကျွန်တော် keyword ကအတိအကျတူစရာမလိုဘူးကဲ
user ကအဲ့ policy နဲ့ပတ်သက်တဲ့အဓိပ္ပာယ်ပါတဲ့ keyword လေး prompt လေးမေးလိုက်တယ်ဆိုရင်ကျွန်တော်ဒီ beta db ရဲ့ policy နဲ့ပတ်သက်တဲ့ဟာကိုထုတ်ပေးလိုက်တယ်ထုတ်ပြီးရင်ကျွန်တော်တို့ကဒီရလာတဲ့ result ပေါ့ result ကိုတန်းပြီး user ကြီးသွားပြန်အဆင်မပြေဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒါကသူက beta db ရဲ့ရိုးရိုး result တီးတန်း raw ပဲထွက်လာတာဖြစ်တယ်အဲ့ဒါကိုကျွန်တော်ဒီ user မေးလိုက်တဲ့ query ပေါ့မေးခွန်းပေါ့နော် prompt ပေါ့အဲ့ prompt ရဲ့ဒီ beta db ရဲ့ထွက်လာတဲ့ result ရဲ့နှစ်ခုကိုပေါင်းပြီးတော့ကျွန်တော်ဒီ LLM ကိုပို့လိုက်တယ်ပို့လိုက်ဆိုရင် LLM ကအဖြေပါဆိုတာကိုကျွန်တော်တို့ထုတ်ပေးနိုင်တယ် okay အဲ့ဆို IAG ကကြောက်ပါလဲဆိုတော့ IAG ကကြောက် embedding model နဲ့ beta database တို့ power ကိုသုံးပြီးတော့မှလောက်တော့တာဖြစ်တယ်သူကတော့ဒီ LLM ကို fine tune လည်းမလုပ်ချင်ဘူးခဏပြောလို့ function calling လည်းမလုပ်ချင်ဘူးဆိုရင်ဒီ IAG ကိုသုံးလို့ရတယ် RAG ပေါ့နော် retrieval augmented generation ပေါ့ okay သူကတော့ဘယ်ချိန်မှာကောင်းလဲဆိုခဏပြောသလိုdocument တွေကအချက်လက်တွေကိုဒီ chatbot ထုတ်ချင်တာတို့ဒါမှမဟုတ်အဲ့ထဲကအချက်လက်တွေကိုတခြား program တွေမှာပြန်သုံးချင်တာပေါ့နော်တခြားဒီ agent တွေပြန်သုံးချင်တယ်ဆိုရင် RAG ကိုသုံးလို့ရတယ်ပေါ့နော် okay အဲ့ဆိုကျွန်တော်ဒီ AI agent စောက်ဖို့ဆိုရင်အဓိကသိဖို့လိုတာကတော့ဗာလဲဆိုခဏပြောရတဲ့ဒီ to calling ရယ် RAG ရယ်ဒါကိုကျွန်တော်ဒီအခြေခံအနေနဲ့သိထားဖို့လိုတယ်ပေါ့နော် okay အဲ့ဆိုကျွန်တော်ဒီ mobile developer နဲ့ရောကိုယ့် device မှာ LLM တွေကို run လုပ်ရလားဆိုရင် run လုပ်ရတယ်ပေါ့နော်အရင်တော့ဆိုလည်းကျွန်တော်ဒီ pre-train လုပ်ထားတဲ့ဒီ TensorFlow like machine learning model တွေ run တယ်အဲ့လိုပဲကျွန်တော်ဒီ LLM တွေလည်း run လုပ်ရတယ်run မယ်ဆိုတော့ကျွန်တော်ဒီ light model တို့ small model တို့တော့ run လုပ်ရတယ်ပေါ့နော်အခုနောက်ပိုင်းမှာဆိုရင်ကျွန်တော်ဒီ Google Pixel နောက်ဆုံး version တို့ Samsung ရဲ့ S နောက်ဆုံး version တို့မှာဆိုရင် big LLM တွေပါလာပြီပေါ့နော်အဲ့တော့ဘာမျိုးစားလဲဆိုတော့ကျွန်တော်ဒီ Gemini နာတို့မျိုးစားပေါ့နော် okay ကျွန်တော်ကတကယ်လို့ Google Pixel သုံးနေဆိုရင် Google AI SDK ဆိုတာကိုအဲ့ library ကို import လုပ်ပြီးတော့တစ်ခါတန်းသုံးလို့ရတယ်Samsung မှာဆိုရင်ဘာသုံးလို့ရလဲဆိုတော့ Firebase ML Kitchen AI အဲ့ဒါကိုသုံးလို့ရတယ်ပေါ့နော် okay အဲ့ဟာတစ်ခုမှမဟုတ်ဘဲねကျွန်တော်တို့ကိုယ်တိုင်ဒီ website တွေကနေမှ down ပြီးတော့သုံးချင်တယ်ပေါ့ Ollama တို့ဘာလို့ down သုံးချင်တယ်ဆိုတော့ဘာသုံးလို့ရလဲဆိုတော့ Media Byte ကိုသုံးလို့ရပါတယ် Media Byte ကတော့အရင်တော့လည်းကျွန်တော်ဒီ pre-trained machine learning model တွေကျွန်တော်ဒီ Android တို့ iOS တို့မှာ run လို့ရတဲ့ platform ဟောပေါ့နော် library framework တစ်ခုပေါ့နော်အခုကျွန်တော်ဒီ LLM တွေနဲ့ run လို့ရတယ်ပေါ့နော်ဒီ Media Byte library ကိုသုံးပြီးတော့ဗောနော် media byte ကတော့အခုလက်ရှိရောကျွန်တော်ဒီ flutter တို့ဘာလို့မှာတော့အရင် stable ဖြစ်တာမတွေ့သေးဘူးGoogle GitHub မှာတော့တွေ့ရတယ်ဒါပေမဲ့ဒီ Pet.dat မှာကျွန်တော်ဒီတိတ်ပြီးတော့မှ update ဖြစ်တာမတွေ့ဘူးအဲ့ဒါကြောင့်ကျွန်တော်ဒီ Android တို့ iOS တို့ native ကနေပြန်ခေါ်သုံးမယ်ဆိုရင်သုံးလို့ရတယ်ဒါမှမဟုတ်တခြားလူတွေရေးပြီးသား platform override လုပ်ပြီးရေးထားတဲ့ library သုံးမယ်ဆိုရင်လည်းသုံးလို့ရတယ်ဗောနော် web လည်းသုံးလို့ရတယ်အဓိကတော့ mobile မှာ run ဖို့ပါပဲကျွန်တော်ဒီ media byte ကိုသုံးပြီးတော့ကျွန်တော်ဒီ DeepSeek 7 billion တို့ဒီ Llama 3 billion တို့ဘာလို့ကြီးဒီ Google Pixel phone မှာ run ကြည့်တာတော်တော်လေးအဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီ set battery ကုန်တာတို့တခြား resource စားတာတို့တော့အဲ့လိုမျိုးတော့ရှိရပေါ့နော်ကျွန်တော်တို့ဒီ open model ပေါ့နော်ဒီ LLM open model တွေကိုကိုယ်ဆက်မှာဆန်းကျင်နေဆိုရင်ဒီ website တွေကနေသွားယူလို့ရတယ်ပေါ့ဥပမာအဖြစ်ကျွန်တော်ဒီ Kanke.com တို့ hacking free တို့ပေါ့နော် Kanke.com ကတော့အရင်တော့ဒီ machine learning model တွေလည်းရှိတယ်ကိုယ်တိုင်လည်းတွားပြီးတော့မှ train လို့ရတယ်ပေါ့နော် data set တွေပါလည်းရှိတယ်Ollama နဲ့လည်းတွားယူလို့ရတယ်ပေါ့နော် Ollama တော့ခုကဒါ LLM တွေကိုကွန်ပျူတာမှာ run မယ်ဆိုရင်တော့ဒါအများဆုံးသုံးနေတဲ့ platform ပေါ့နော် okay အဲ့ဒါဆိုကျွန်တော်ဒီ agent တွေ bid တော့မယ်ဆိုရင်LLM ကပြန်လာတဲ့ format တွေကိုကိုယ့်အကို if app တွေ condition နဲ့စစ်ပြီးတော့မှ best function ခေါ်မယ်တွေပါတယ်အဲ့လိုမျိုးအသေးစိတ်ထိရေးစရာမလိုဘူးအဲ့ဒါတွေကနားလည်ထားရင်ရပြီအဲ့ဒါဆိုကျွန်တော်တို့ကကိုယ့်အကိုရေးနေမှာဆိုလည်း productive ဖြစ်မှာမဟုတ်ဘူးပေါ့အဲ့ဒါဆိုကျွန်တော်ဘာတွေသုံးလို့ရလဲဆိုတော့ framework တွေသုံးလို့ရတယ် framework တွေမှာနာမည်ကြီးတာကတော့ LangChain ပေါ့နော် LangChain ကသူကပုံမှန်အားဖြင့်တော့ Python နဲ့ရေးလို့ရတယ် official ကတော့ JS နဲ့လည်းရေးလို့ရတယ်ပေါ့နော် Java ကတော့သူက community ရှိတယ် LangChain 4G ဆိုပြီးထုတ်ပေးထားတယ်သူကလည်းတော်တော်လေးကောင်းတယ်နောက်တစ်ခုက Llama Index ရှိတယ် Llama Index ကတော့ Python ပေါ့နော် Python နဲ့ရေးတာပေါ့အသုံးလို့ရမလဲဆိုရင်ကိုက Android native တမားဆိုရင်တော့ကျွန်တော်ဒီ LangChain 4G ဆိုတော့သုံးလို့ရပါတယ်အဲ့မှာကျွန်တော်ဒီ Java ဖြစ်တဲ့အတွက်ဒီ Java တို့ Android တို့ဆို LangChain 4G သုံးလို့ရတယ်အဲ့လိုမှမဟုတ်ဘူးကိုကCalling multi platform သုံးတယ်ပေါ့ Calling multi platform ဆိုတော့ JetBrains က official ထုတ်ပေးထားတဲ့ AI agent framework ရှိရဲအဲ့ဒါတော့ Cook လို့ခေါ်တယ်ပေါ့နော် KOOG ပေါ့အဲ့ဒါသုံးလို့ရတယ် okay တကယ်လို့ကိုက Flutter သုံးမယ်ဆိုတော့ကျွန်တော်ကောင်းတဲ့တကယ်လို့ official ထုတ်ပေးထားရပါတော့မတွေ့မိသေးဘူးLangChain ကိုပုံစံတူယူမှရေးထားတဲ့LangChain test ဆိုတာတော့ကျွန်တော်တွေ့ဘူးတယ်အဲ့ဒါတော့ community version ပေါ့နော် official မဟုတ်ဘူးပေါ့နော် okay အဲ့ဆိုကျွန်တော်တို့ကလေ့လာသွားမှာတော့ဒီ calling party platform မှာထုတ်ထားတဲ့ JetBrains ကထုတ်ထားတဲ့ Cook ကိုသုံးပြီးတော့မှလေ့လာကြည့်တော့မှာဖြစ်ပါတယ်ကျေးဇူးများတင်ပါတယ်